Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျမ်းမာတဲ့အချိန်လေးမှာငါကောင်းတာတွေလုပ်မှဖြစ်မယ်မကျမ်းမာမှုဆိုတာလူတိုင်းစီရောက်လာနိုင်တယ်ရောက်လာမှဖြစ်တယ်ကျမ်းမာတော့ကောင်းတာတွေလုပ်မှပဲလို့ကောင်းတဲ့ဘက်ကိုသုံးချမယ်ဆိုရင်အတွေးတွေဝင်လာတော့ကောင်းကျိုးချမ်းသာတွေရတာပေါ့နောက်တစ်ခါလူတွေဟာအသက်ရှင်မှုပေါ်မှာလည်းမန်တက်တယ်ငါဟာအသက်ရှိတယ်အသက်ရှင်အဲ့ဒီအသက်ရှိမှုပေါ်မှာမန်တက်နေတဲ့အခါမှာလည်းငါမသေးဘူးဂျန်တဲ့လူတွေသာသေတာလို့ဒီလိုစိတ်ထဲမှာဝင်ပြီးတော့သက်ရှင်မှုကိုအကြောင်းပြုပြီးတော့မသေးနိုင်သေးဘူးလို့ဆိုတဲ့မန်တင်းမှုတွေကြောင့်မဟုတ်တာတွေလုပ်ပြီးတတ်တယ်ဒါကြောင့်ငါဟာအချိန်မီသေနိုင်တယ်မသေးခင်ကောင်းတာတွေလုပ်မှဆိုတဲ့မှန်ကန်တဲ့အတွေ့တွေးဖို့လိုတယ်အဲ့ဒါလို့တွေးမှကောင်းမြတ်တဲ့အတွေးမျိုးဖြစ်လို့ကောင်းကျိုးချမ်းသာကိုပေးနိုင်တယ်ဒီလိုဆိုတာနော်အဲ့တော့မှန်ကန်တဲ့အတွေးတွေကိုတွေးဖို့မြတ်စွာဘုရားဟောတာ